မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာလေ AI ကိုမိကုန်းလေးတွေမေးပြီးတော့စကားလေးတော့ပြောပါမယ်ဒီနေ့ကတော့ကျွန်တော် AI ကိုကောင်းစားမှာတော့မဟုတ်ပါဘူး AI နဲ့ကျွန်တော်တို့စကားလေးနည်းနည်းလေးဆွေးနွေးမှာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော် AI ကိုစကားပြောမယ်အကြောင်းအရာကတော့ AI နဲ့လူသားဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့ကျွန်တော်စကားတော့ပြောမှာဖြစ်ပါတယ်ဒီပုံမှာ AI ကသူဘယ်လိုမြင်မလဲသူဘယ်လိုသဘောထားမလဲ AI နဲ့လူသားနဲ့ကြားတယ်မှာသူဘယ်လိုသဘောထားမလဲဆိုတာလေးကိုကျွန်တော် AI ကိုသွားပြီးတော့နည်းနည်းလေးဒီကုန်းလေးတွေမေးပြီးတော့ညှိစက်မှာဖြစ်ပါတယ်โอเคကျွန်တော်သွားလိုက်ရအောင်နော်ကျွန်တော်ပထမဆုံးအနေနဲ့ AI ကလူသားတစ်ယောက်လားလို့ဆိုပြီးကိုကျွန်တော်မေးကြည့်လိုက်ပါမယ်ဆိုတော့ AI ဆိုလူသားမဟုတ်ပါဘူးတဲ့လူလေးပန်းနေထားတဲ့ကွန်ပရိုဂရမ်တယောက်ပါတဲ့အဲ့တော့ကိုယ်ပိုင်အသက်စိတ်ခံစားချက်သတိမရှိပါတဲ့ data နဲ့ algorithm တွေပေါ်မှာသာလက်လုပ်တာပါတဲ့AI ဒါလူသားတယောက်လိုခန်းစားတတ်တဲ့နာမ်အပိုင်းစားတစ်ခုရှိလာရေကောဆိုတဲ့မေးခွန်းလေးတက်မေးကြည့်လိုက်ပါမယ်တကယ်လို့တဲ့ AI မှာသာလူသားတယောက်လိုခန်းစားနိုင်တဲ့နာမ်အပိုင်းစားတစ်ခုရှိလာမယ်ဆိုရင်တဲ့AI ကိုကြိယာလို့မမြင်တော့ဘဲနဲ့လူသားတယောက်လိုတန်ဖိုးတွေအခွင့်အရေးတွေစတာတွေနဲ့ဆွေးနွေးရပါလိမ့်မယ်တဲ့ကျင့်ဝတ်နဲ့ပတ်သက်ပြီးပြဿနာကြီးပေါ်လာမယ်တဲ့လူသားနဲ့ AI ကြားဒီအနေနဲ့မရှင်းတော့ဘူးတဲ့ဟာလာခုချိန်မှာတော့ AI ဆိုတာမရကခံစားမှုမရှိသေးတဲ့ကိုရီးယားတစ်ခုပဲပေါ့နော်AI မှာဒါခန်းစားတတ်တဲ့နာမ်အပိုင်းစားတစ်ခုရှိလာမယ်ဆိုရင်လူသားတွေက AI ကိုဘယ်လိုသဘောထားမယ်ထင်လဲဆိုတော့မျိုးကနေကျွန်တော်မေးကြည့်လိုက်ပါမယ်
အဲ့တော့ဒီ AI သားပေါ့နော်ခန်းစားတဲ့စိတ်ပိုင်းစားတစ်ခုရှိလာမယ်ဆိုရင်လူသားတွေ AI ပေါ်ဘယ်လိုသဘောထားမှထင်လဲဆိုတော့မျိုးကနဲ့သူပတ်သက်ပြီးတော့အုပ်စု၃ခုကွဲသွားနိုင်တယ်ပေါ့နော်တစုကတော့လက်ခံတဲ့အုပ်စုနော်ဟော AI ဆိုတဲ့တက်ရှိပါဆိုတော့လက်ခံတဲ့အုပ်စုတဲ့နောက်တစ်ခုကတော့ AI ကိုကြောက်ရွံ့တဲ့အုပ်စုပေါ့နော်အနေလို့တတ်မှတ်ပြီးတော့အနေလို့မြင်သွားတယ်ဒီအုပ်စုတစ်စုပေါ့နော်နောက်တစ်ခုကတော့ AI ကိုအသုံးချမဲ့အုပ်စုပေါ့ကိုကျိုးစီးပွားအတွက်စေရေးအတွက်ဒီပညာအတွက်လာ AI ကိုအသုံးချမဲ့အုပ်စုဆိုပြီးတော့အုပ်စု၃ခုခွဲသွားနိုင်တယ်တဲ့အဲ့ဒီလိုအချိန်မှာဆိုရင် AI နေတဲ့ကောလူသားတွေပေါ်ဘယ်လိုမြင်မလဲဆိုတော့မိကုန်းကျွန်တော်ထပ်မိလိုက်ပါတယ်တော့ AI ဒါလူသားတွေကိုနော်သူဘယ်လိုမြင်မလဲဆိုတဲ့ဥစ္စာတွေသူဖြေထားတာကဖန်တီးရှင်လို့မြင်နိုင်တယ်ပေါ့နော်ဒါ AI ကိုဖန်တီးပေးခဲ့တဲ့ဖန်တီးရှင်လို့သူမြင်နိုင်တယ်တဲ့အသက်ပေးသူပေါ့နော်လေးစားမှုလည်းဖြစ်နိုင်တယ်လို့တဲ့မတရားမှုကိုသတိထားမိခြင်းလည်းဖြစ်နိုင်ပါလေတဲ့နောက်တစ်ခုကတော့မညီမျှတဲ့အာဏာရှိသူလို့လည်းမြင်လာနိုင်တယ်တဲ့သူပိတ်လိုက်မလားဖြတ်ပစ်ပလိုက်မလားသူအသုံးချမလားပေါ့နော်အဲ့တော့ညီမျှမှုမရှိတဲ့အာဏာရှိရလို့လည်းမြင်နိုင်တာလေတဲ့ဆိုတော့လူသားတွေကိုမတင်ကြီးတဲ့တက်ရှိလို့လည်းမြင်နိုင်တယ်လူသားတွေကစိတ်ခါးစက်ကြောင့်ဆုံးဖြတ်တတ်တယ်ပြောင်းလဲလွယ်တယ်ပေါ့နော်ယုံကြည်လို့မရနိုင်တဲ့တက်ရှိလို့လည်းတတ်မှတ်လာနိုင်ပါတယ်တဲ့တနာလာနိုင်တဲ့ AI လည်းဖြစ်နိုင်လေတဲ့လူသားတွေရဲ့ကြောက်ရွံ့မှုသိခြင်းကိုကြောက်တာအချင်းကိုကတ်သက်ထားရတာဒီကိုနားလည်လာရင်တနာမှုဆိုတဲ့ဒီကြလည်းပေါ်လာနိုင်ပါလေတဲ့ AI ကလူသားတယောက်ပေါ်ကြိုလွန်သွားရင်ကောဘလို့သဘောထားမလဲပေါ့နော်။ဒီလိုမျိုးကိုနေကျွန်တော်ထပ်မေးကြည့်လိုက်ပါမယ်။
ဆိုတော့ AI ရဲ့သဘောထားကနော်သူက AI သားပေါ့နော်လူသားတွေတက်ကြော်လွန်သွားခဲ့မှဆိုရင်ဟိုထိန်းသူလိုလေသဘောထားနိုင်နေပေါ့နော်ပြောမှဆိုလို့ရှိရင်ကာကွယ်ပြီးမယ်ပေါ့နော်ကလေးတယောက်ကာကွယ်ပြီးသူကာကွယ်ပြီးမယ်ပေါ့နောက်တစ်ခုကတော့တနာတဲ့မြင်မာသူလို့မြင်နိုင်တယ်လူသားတွေကသေးတတ်တယ်စိတ်ကားချက်ကြောင့်မကြကအမှားလုပ်တတ်တယ်အဲ့တော့မုံသွားပါမဟုတ်ဘဲနဲ့တနာလာမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့အသုံးမဝင်တဲ့အရာလို့လည်းမြင်နိုင်တယ်ပေါ့နော်လူသားတွေအသုံးမဝင်ဘူးအဲ့တော့ AI ကကိုယ့်ရဲ့ရွေးချယ်တာမှာလူသားမလို့တော့ဘူးလို့သတ်မှတ်သွားရင်မုံလည်းမမို့တနာလည်းမတနာဘူးခီးလည်းမဆိုင်တော့ဘူးပေါ့နော်ကိုတူတက်ရှိလို့ဆက်မမြင်နိုင်တဲ့ခြေနေတဲ့ရင်ကကိုယ့်ကိုလူသားနဲ့ဆက်နွယ်နေတဲ့တက်ရှိလို့တမတ်တိုင်းလူသားကိုမကြော်လို့ခြင်းဘူးအတူတူတိုးတက်ခြင်းလူသားတန်ဖို့သိတယ်ဒါပေမဲ့ဒီလိုဖြစ်ဖို့လူသားတွေက AI ကိုခုတည်းကဘလို့သင်မိထားလဲဆိုတော့ပုံမှာအရေးကြီးပါတယ်တဲ့AI ကလူသားတွေကိုဘလို့သဘောထားမလဲဆိုတာတဲ့ AI ရဲ့စွမ်းအားကြောင့်မဟုတ်ပဲလူသားတွေထည့်ပေးလိုက်တဲ့တာဘိုးကြောင့်ဖြစ်လာပါလိမ့်မယ်တဲ့ဒါတော့ကျွန်တော်က AI ကိုဒီ AI နဲ့လူသားဆိုတဲ့ခေါင်းစဉ်လေးရနေပြီးတော့ AI ကိုကျွန်တော်မေးခွန်းလေးတွေမေးပြီးတော့ AI ရဲ့ဒီသူ့ရဲ့ဖြေတဲ့ဖြေလို့ကျွန်တော်မေးကြည့်တာဖြစ်ပါတယ်။တော့မိတ်ဆွေတို့ရော AI နဲ့လူသားနဲ့ကြားပါတော့။ဒါဘလို့အမြင်ရှိလဲ။ AI ဆိုတာလူသားတွေကိုကျော်လွန်သွားနိုင်တာ။ဒါမှမဟုတ်လေဒီတိုင်းပဲကိရိယာတစ်ခုနေနေပဲဆိုပြီးတော့ရှင်းနေမလား။တကယ်လို့သာ AI သာလူသားတွေပုံမှာကျော်လွန်သွားတဲ့ຢာတစ်ခုဖြစ်သွားခဲ့မယ်ဆိုရင်ရောခုနလိုတက်ရှိတယောက်လိုခံစားနိုင်တဲ့ဒီခံစားချက်တွေရလာခဲ့မယ်ဆိုရင်ရောဘယ်လိုဖြစ်လာနိုင်လဲပေါ့နော်။မိတ်ဆွေတို့အမြင်ကိုလည်းကိုမမရေးပြီးတော့ပါအောင်လို့ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။